ဆွမ်းနွားချက်လာတဲ့ဥစ္စာနဲ့မုတ်ဖတ်တော့နန္ဒန်ပင်ရဲ့ကျက်တော်မိတ်ရဲ့ကျက်တော်မိတ်လည်းပါတော့နန္ဒန်ပင်လည်းပါတယ်ရောတော့စားကောင်းဆွမ်းနွားဝတ်တာနဲ့ပဲငပီးနဲ့ရောချက်ထားဝတ်ချိတ်သားပေါ့ဝတ်သားကိုချိတ်ထားတာအဲ့ဒီဥစ္စာနဲ့တိုးစရာတခွားတီးရယ်ပေါပန်းပြူရယ်ကျက်တော်မိတ်ရယ်ကျက်တော်မိတ်ကဒီထဲကိုထည့်တော့တယ်မုတ်ဖက်ထဲကိုထည့်တော့တယ်ကာလာရွက်ကျက်တော်နေချင်းတခွားတီးတိုးမယ်အဲ့ဒါလေးနဲ့စားပါမယ်